သူအောင်မြင်သွားချိန်မှာကံကောင်းတယ်လို့မပြောခင်သူစူးစမ်းနေချိန်မင်းဘာလုပ်နေလဲဆိုတာကိုပြန်မေးကြည့်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာစောက်စာပေလူမိတ်ဆွေ Facebook page ကနေကြိုဆိုလိုက်ပါတယ်လူတော်တော်များများကဘဝမှာလွယ်လွယ်နဲ့ရတဲ့အရာတွေကိုတန်ဖိုးမထားတတ်ကြတာများပါတယ်တန်ဖိုးရှိတဲ့အရာကိုလည်းလွယ်လွယ်နဲ့မရနိုင်ဘူးလို့သတ်မှတ်တတ်ကြပါတယ်တန်ဖိုးဆိုတာကိုလွယ်လွယ်ရတာမရတာနဲ့ဆုံးဖြတ်လို့မရနိုင်ပါဘူးစစ်မှန်တဲ့အောင်မြင်မှုတိုင်းမှာမှန်ကန်တဲ့ကြိုးစားအားထုတ်မှုဆိုတာရှိပါတယ်လောကမှာဒုက္ခနဲ့ဝေဖန်မှုကလွဲရင်ကြံတာအလကားမရပါဘူးဒါကြောင့်ဘယ်အရာကိုမှအလကားမလိုချင်ပါနဲ့ရောက်ချင်ရင်ရှောက်ရမယ်ရချင်ရင်ကြိုးစားရမယ်ပိုတော်ချင်ရင်ပိုလေ့ကျင့်ရမယ်သူများထက်ပိုသိချင်ရင်သူများထက်ပိုလေ့လာရမယ်ဘယ်အရာပဲဖြစ်ဖြစ်တန်ရတော့ပေးရတာပါသူစူးစမ်းနေတဲ့အချိန်မှာကိုကအိတ်နေပြီးကိုကြရှုံးချိန်မှာသူအောင်မြင်သွားမှမင်းကကံကောင်းတယ်လို့သွားမပြောပါနဲ့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုဟာကိုယ့်ဘဝဖြစ်လာမှာပါပဲလိုချင်တာတစ်ခုရဖို့အခက်အခဲများစွာကြော်ဖြတ်ရသလိုပန်းတိုင်ကိုရောက်ဖို့ဆိုတာကလည်းအတားအဆီးတွေကိုရင်ဆိုင်ဖြေရှင်းပြီးကြိုးစားဇဲလုံးလားနဲ့တွားနိုင်မှရတာပါကိုပြန်မေးပါဒီအရာကိုငါတကယ်လိုချင်တာဟုတ်ရဲ့လားလို့တကယ်လိုချင်တယ်ဆိုရင်တကယ်ကြိုးစားပါဘယ်တော့မှအားမလျှော့ပါနဲ့ဝရိယထားပြီးလိုချင်စိတ်ပြင်းပြစွာနဲ့ကြိုးစားတဲ့သူအတွက်ထိုက်တန်တဲ့နေရာတစ်ခုတော့ရှိစမြဲပါပဲတဲ့ရဲ့ကြိုးစားအားထုတ်မှုတွေကဘယ်တော့အခါမှအချိန်ကြီးမဖြစ်ပါဘူးတကယ်အရေးကြီးတာကတင်လက်မလျှော့လိုက်ဖို့ပါပဲဒီနေ့ကိုတစ်ခုပဲပြန်မေးကြည့်ပါဒီအရာကိုငါတကယ်လိုချင်တာလားတကယ်လိုချင်တယ်ဆိုရင်ကွန်မန့်မှာစူးစမ်းမယ်လို့မှတ်ခဲ့ပေးပါခင်ဗျာ